အရန်မူပြီးကားမောင်းရာကနေမျိုးသမီး၃လုံးပွဲချင်းပြီးတည်ဆုံတဲ့အထိဆိုးဝါးခဲ့တဲ့စူပါလင်းရဲ့ရှင်တိုက်မှုမင်္ဂလာပါပရိသတ်ကြီးတို့ဟာတတိုက်လူရှင်တော်ဖွဲ့ကနေနုပညာလောကမှာပေါပေါမြောက်မြောက်ဖြစ်လာသူဟာတတရုတ်ဆောင်စူပါလင်းကတော့အခုချိန်ထိတငယ်ချင်းဖြစ်သူတွက်လက်နဲ့အတွဲညီညီဟာတတရုတ်ဆောင်လေးတွေလှုပ်ဆောင်ပြီးပရိသတ်အားပေးမှုကိုရရှိနေတယ်လို့လူကြိုက်များတဲ့အဖွဲ့လေးတစ်ဖွဲ့လေးဖြစ်ပါတယ်ဒါပေမဲ့လည်းခုလိုပရိသတ်တွေကိုအမြဲတမ်းရေမောပျော်ရွှင်အောင်လုပ်ပေးနေတဲ့ဟာတတရုတ်ဆောင်စူပါလင်းဟာမေ10ရက်နေ့မှာတော့အဆိုးဝါးဆုံးရင်မတော်တဆမှုကြီးတစ်ခုဖြစ်သွားခဲ့ကသူကားနဲ့ဝင်တိုက်မှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘေးတွဲပေါ်ပါအမျိုးသမီး၃လုံးပွဲချင်းပြီးကဆိုင်ကယ်မောင်းသူအမျိုးသားပေါင်ကျိုးသွားခဲ့တယ်လို့သိရပါတယ်ဒီဖြစ်စဉ်ဟာ9ရက်လောက်ကြာပြီဖြစ်ပေမဲ့လည်းဆိုရှယ်မီဒီယာမှာတော့မတွေ့ရပဲဖြစ်နေခဲ့တာပါဖြစ်စဉ်အစားကတော့စူပါလင်းရဲ့ကားကမေ10ရက်နေ့ညမှာတော့တန်လင်းကိုကလဝဲတရားကနေဖြတ်မောင်းသွားခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့ဖြတ်မောင်းသွားတဲ့အချိန်မှာကားအက်ဆီဒန့်ဖြစ်သွားခဲ့တာပါအဲဒီလိုဖြတ်မောင်းသွားချိန်မှာစူပါလင်းရဲ့ကားကတစ်ဖက်ကဆိုင်ကယ်ကိုကြော်ဝင်တိုက်ခဲ့တာဖြစ်ပြီးသူတိုက်လိုက်တဲ့အချိန်ကြောင့်နေရာမှာနေမျိုးသမီး၃ယောက်လုံးပွဲချင်းပြီးတေဆုံးကတယောက်ဆိုရင်ကားထဲမှာချိတ်ပါသွားတဲ့အထိစိုးဝါခဲ့ပြီးဆိုင်ကယ်ရှင်မောင်းသူကတော့ပေါင်ကျိုးသွားခဲ့ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ရဲတပ်ဖွဲ့ဝင်တွေတာဝန်ရှိသူတွေကစူပါလင်းကိုခေါ်ယူထိန်းသိမ်းထားခဲ့တာဖြစ်ပြီးစစ်ဆေးချိန်မှာတော့စူပါလင်းကတော့ရန်မှုနေတာဖြစ်ပြီးစကားတွေလည်းမူမမှန်ဖြစ်နေကြတာပါစူပါလင်းကိုထိန်းသိမ်းထားစင်မှာသူဟာတပင်အဖွဲ့တွေကလားဟာတအစည်းအရုံးတွေကလားဆိုတာတော့မသိတော့ပဲလွတ်နေတယ်လို့သိရပါတယ်အခုချိန်ထိတော့သူ့အမှုတွင်ဘယ်အမှုပညာအပေါင်းအသင်းမိတ်ဆွေကမှလာရောက်ကူညီပေးတာမျိုးလည်းမရှိသေးဘူးလို့တိကျတဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်တည်ဆုံးသွားသူမျိုးသမီး၃ကလည်း20ကျော်အရွယ်လေးတွေဖြစ်ပြီးအရွယ်ကောင်းလေးတွေဖြစ်လို့မိဘတွေကတော့တကယ်ကိုဝမ်းနည်းနေရမှာအမှန်ပါပဲအခုလိုအရန်မှုပြီးလမ်းပြောင်းပြန်မောင်းကလူသေးဆုံးတဲ့အထိရင်တိုက်မှုဖြစ်ခဲ့တဲ့တွက်လက်ပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် YBS ကားသမားနဲ့ပေါင်းပြီးခရီးသည်ကိုအုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တဲ့ခပိုင်နိုင်များမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းမှာတော့ခပိုင်နိုင်တွေကအုပ်စုဖွဲ့ရန်ကားကမိုက်ကြီးခွဲတဲ့အထီကိုစွန့်ဝါလာခဲ့ပေမဲ့လည်းနှိမ်နှင်းနိုင်တဲ့သူဆိုတာလည်းမရှိသေးပါဘူးဒီထက်စွန့်လာကတော့ကိုအရှိမတစ်ခုခုဖြစ်ရင်တော့ဝင်ကူမဲ့သူမရှိပဲကိုဖြစ်ကိုခံစနစ်ကြီးတစ်ခုလိုဖြစ်လာခဲ့တာပါအခုတခါမှလည်းရန်ကုန်မြို့လေရှင်ပန်းဆိုရန်လန်းနဲ့ကန္နာလန်းတောင်မှာ YBS စီးနှင်းလာသူလူငယ်တူကိုခပိုင်နိုင်များကအုပ်စုဖွဲ့ရိုင်းနှမှုမေလ19ရက်နနက်ပိုင်းနဲ့ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်အစားကတော့မနေ့က8:45မိနစ်မှာအမျိုးသားတဦးသွေးထွက်ဒဏ်ရာများဖြင့်လမ်းမော်တွေလမ်းကျနေတာကိုတွေ့လို့ဆက်သွယ်လာခြင်းကြောင့်ပရာဟိတအဖွဲ့များတွားရောက်ကူညီခဲ့တာဖြစ်ပါတယ်အရိုက်ခံရသူကောင်လေးကတော့တက်19ဝင်းကျင်ကလေးတစ်ယောက်ဖြစ်ပြီးခေါင်းမှာသွေးတွေနဲ့လဲနေတာပါဒါကြောင့်ကိုပူတူကတော့အစကကျွန်တော်ကိုဝိုင်းရိုက်ခံထားရတယ်ဆိုပြီးအကူအညီတောင်းတဲ့ဖုန်းဝင်လာလို့လာခဲ့ကြတာဖြစ်ပြီးရောက်တော့ကောင်လေးကတတိလင်နေတယ်ခေါင်းမှာလည်းပေါက်ပြဲဒဏ်ရာပြတ်ရှဒဏ်ရာတွေ့ရတယ်ဖြစ်စဉ်ကိုပတ်ဝန်းကျင်ကိုမေးကြည့်တော့ YBS ပေါ်မှာခပိုက်နိုင်ခံရတာလို့သိရတယ်သူစီကဖုန်းကိုခပိုက်နိုင်သွားတာလို့သိလို့ပြောချိန်မှာပဲခပိုက်နိုင်တွေကကားပေါ်ကကန်ချပြီးအောက်မှာအုပ်စုဖွဲ့ဝိုင်းရိုက်ကြတာလို့သိရပါတယ်ကားနံပါတ်လေး YBS 89ကားပေါ်မှာဖုန်းနိုင်ရင်ခရီးသည်ကမလုံဖို့ပြန်ခုခံရင်းကနေခပိုင်နိုင်တွေကကားပေါ်ကတွန်းချပြီးအောက်တွင်အုပ်စုလိုက်ရိုက်နှက်ခဲ့တာပါရိုက်နှက်ခံရသူမှာတက်19နှစ်အရွယ်ရှိအမျိုးသားတဦးဖြစ်ပြီးဦးကောင်းညာဘက်ကျိုးဆောင်တွင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်းလက်ရှိတွင်ရန်ကုန်ပြည်သူ့စေယုံကြီးသို့ပို့ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်အခုလိုကားပေါ်မှာခပိုင်နိုင်လို့ကိုကပြန်ပြောရင်လေကိုပဲခံရတာပါသူတို့ကဖွဲလိုက်ဖြစ်လို့ဘယ်သူမှလည်းမကူညီရဲကြပါဘူးပတ်ဝန်းကျင်ကလည်းဝိုင်းကြည့်တာကလွင်ရင်ငါမဟုတ်တယ်လို့နေတာနေကြပါတယ်ကိုရှိမှမသေးမချင်းရိုက်တက်ရင်တော့ဒီလိုပဲကြည့်နေကြတာပါဘဝတွေမလုံခြုံတော့တဲ့မြန်မာပြည်ပါဒါကြောင့်ဒီလောက်အတင်ရဲနေကြတာတချို့လိုင်းကအတက်ဆင်းမှာခပိုင်နိုင်အဖွဲ့တတိပြုပါလို့စာတန်းကတ်ထားပါတယ်တခါတလေကပိုင်းနိုင်တွေကိုမင်းရင်မြတ်တာထားတဲ့လူတွေရဲ့လက်အပ်လိုက်ပါဆိုတဲ့သူတွေကြည့်ထားပါတိုင်းပြည်ကိုကောင်းချင်ရင်မကောင်းတဲ့သူတွေကိုပညာပေးရမှာပါနောက်မလို့ရဲအောင်မြန်မာပြည်မှာကိုအားကိုရမှာပါကျုံးမာတဲ့သူတွေများလာတော့သူများပစ္စည်းလေးယူတယ်လို့သူများကိုလည်းဒုက္ခရအောင်လုပ်တဲ့တဘဝဆန်နေအဲ့လိုပဲထမင်းတနက်စားဖို့ခိုးစားနေရမယ့်သူတွေပါရိုးရိုးသားသားလုံးမစားချင်ကြပါဘူးဆိုပြီးအမျိုးမျိုးပြောဆိုနေကြတာပဲဖြစ်ပါတယ်တချို့ကတော့ဒီလောက်မြို့လေခေါင်းကြီးမှာဝိုင်းရိုက်ခံနေရတာဘေးကကဲမဲ့သူတယောက်မရှိတော့ဘူးလားအဲနာကပတ်ဝန်းကျင်တွေကဒီတိုင်းကြည်နေတာအံ့ဩရောပဲ
ပန်ဆိုရမဲကိုတုံကလည်းကားပေါ်အတက်ဖုံးကိုနှိုက်လိုက်တာသိလိုက်တယ်လက်ဆင့်ကမ်းတာမြန်ချက်ကိုကလည်းမြင်လိုက်တာရှေးကကောင်ကိုစောင့်တွန်းပြီးနောက်ကလူစီကပြန်ယူလိုက်တာသူတို့ဖတ်ချိန်မရတော့ဂျိုင်းကြားညက်ထားကိုဖုံးကိုအဲ့ချိန်နောက်နှစ်ယောက်ကပြေးလာတာဘောင်းလေးယောက်113ကားသမားအကိုကောင်းလို့အထူတောင်းမခံလိုက်ရတာညီလေးတက်တန်တကားပိတ်ပြီးမောင်းထွက်ပြီးလို့ကန်ကောင်းသွားတယ်ဒါပေမဲ့အဲနှုံးကလည်းဘေးလူတွေကတော့တန်တော်ရက်ကြည့်နေကြတာပဲအခုလေကားပေါ်ကလူတွေကတယောက်နဲ့အများနိုင်ထက်စီးနေလုံနေတာမြင်ပါလျင်ဝိုင်းမကူညီကြတာလားကြည့်လို့အတော်အဆင်ပြေနေကြတာလားကားပေါ်ပါလူတွေတောင်ညီရင်ဒီကလေးအခုလိုဖြစ်စရာကိုအကြောင်းမရှိပါဘူးအတော်အံ့ဩမိတယ်လို့အမျိုးမျိုးပြောဆိုနေကြပါတယ်ဒါပေမဲ့ကားပေါ်ပါသူကတော့ကျွန်တော်တို့58ကားပေါ်မှာဖြစ်သွားတာပါကားသမားကခပိုက်နိုင်တွေနဲ့တီးတဲ့ပုံစံပါပဲဖြစ်ချိန်ဘာမှတာဝန်ယူမှုမရှိပါဘူးကောင်လေးကိုကားပေါ်ကကန်ချပြီးဝိုင်းချတဲ့အချိန်ကားသမားကကားကိုမောင်းထွက်သွားပါတယ်ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အခုလိုခက်ပြက်ကြီးနေမှာအားလုံးပဲတခုခုဆိုမဆိုင်တယ်လို့နေကြမယ့်အချိန်မဟုတ်ပါဘူးဒီနေရာမှာငါဆွေမျိုးတားချင်းဆိုတဲ့စိတ်နဲ့ပဲစဉ်းစားကြည့်ပါခေတ်ကာလရပြည်သူတွေစီးလုံးရမယ့်အချိန်မှာဘေးတိုင်ပူပြောမလုပ်ပဲကူညီကြပါထိသွားတဲ့ကလေးလည်းအမြန်သက်သာပါစေအခုလိုကားသမားနဲ့ပါပေါင်းပြီးလှုပ်ရှားနေတဲ့ခပိုက်နိုင်တွေပေါ်အမြင်လေးကိုပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်YBS ကားသမားနဲ့ပေါင်းပြီးခရီးသည်ကိုအုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တဲ့ခပိုင်နိုင်များမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုနောက်ပိုင်းမှာတော့ခပိုင်နိုင်တွေကအုပ်စုဖွဲ့ရန်ကားကမိုက်ကြီးခွဲတဲ့အထိကိုစိုးဝါးလာခဲ့ပေမဲ့လည်းနှိမ်နှင်းနိုင်တဲ့သူဆိုတာလည်းမရှိသေးပါဘူးဒီထက်ဆိုတာကတော့ကိုအရှိန်မှာတစ်ခုခုဖြစ်ရင်တော့ဝင်ကူမဲ့သူမရှိပဲကိုဖြစ်ကိုခံစနစ်ကြီးတစ်ခုလိုဖြစ်လာခဲ့တာပါအခုတခါမှလည်းရန်ကုန်မြို့လေရှိပန်းဆိုရန်လန်းနဲ့ကန်နာလန်းတောင်မှာ YBS စီးနှင်းလာသူလူငယ်တူကိုခပိုက်နိုင်များကအုပ်စုဖွဲ့ရိုင်းနှမှုမေလ19ရက်နနက်ပိုင်းတွင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်ဖြစ်စဉ်အစားကတော့မနေ့က8:45မိနစ်မှာအမျိုးသားတဦးသွေးထွက်ဒဏ်ရာများဖြင့်လမ်းပေါ်တွင်လမ်းကျနေတာကိုတွေ့လို့ဆက်သွယ်လာခြင်းကြောင့်ပရာဟိတအဖွဲ့များတွားရောက်ကူညီခဲ့တာဖြစ်ပါတယ်အရိုက်ခံရသူကောင်လေးကတော့တက်19ဝင်းကျင်ကလေးတယောက်ဖြစ်ပြီးခေါင်းမှာသွေးတွေနဲ့လဲနေတာပါဒါကြောင့်ကိုပူတူကတော့အစကကျွန်တော်ကိုဝိုင်းရိုက်ခံထားရတယ်ဆိုပြီးအကူအညီတောင်းတဲ့ဖုန်းဝင်လာလို့လာခဲ့ကြတာဖြစ်ပြီးရောက်တော့ကောင်လေးကတတိလင်နေတယ်ခေါင်းမှာလည်းပေါက်ပြဲဒဏ်ရာပြတ်ရှဒဏ်ရာတွေ့ရတယ်ဖြစ်စဉ်ကိုပတ်ဝန်းကျင်ကိုမေးကြည့်တော့ YBS ပေါ်မှာခပိုက်နိုင်ခံရတာလို့သိရတယ်သူစီကဖုန်းကိုခပိုက်နိုင်သွားတာလို့သိလို့ပြောချိန်မှာပဲခပိုက်နိုင်တွေကကားပေါ်ကကန်ချပြီးအောက်မှာအုပ်စုဖွဲ့ဝိုင်းရိုက်ကြတာလို့သိရပါတယ်ကားနံပါတ်လေး YBS 89ကားပေါ်မှာဖုန်းနိုင်ရင်ခရီးတွေကမလုံဖို့ပြန်ခုခံရင်းကနေခပိုက်နိုင်တွေကကားပေါ်ကတွန်းချပြီးအောက်တွင်အုပ်စုလိုက်ရိုက်နှက်ခဲ့တာပါရိုက်နှက်ခံရသူမှာတက်19နှစ်အရွယ်ရှိအမျိုးသားတဦးဖြစ်ပြီးဦးကောင်းညာဘက်ကျိုးဆောင်တွင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်းလက်ရှိတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်